system ဘုံတစ်ဘုံမှာအများဆုံးအဖြစ်များတဲ့ error အဖြစ်များတဲ့ error ကpower clock ကိုနှိပ်လိုက်လို့ရှိရင် power မပွင့်ဘူးpower clock ကိုဖွင့်လိုက်လို့ရှိရင်မီးလေးတော့လေးနေပန်ကားလေးလဲတယ်ရုပ်တက်မလာဘူးဆိုတဲ့အပိုင်းပေါ့နော်အဲဒီဘက်မှာတကယ်လို့ဒီလုံးကတော့ရုပ်မလာဘူးဆိုတဲ့အပိုင်းပေါ့နော်ရုပ်မလာဘူးဆိုတဲ့အပိုင်းကကျွန်တော်တို့အခု power ဖွင့်ကြည့်လိုက် power ဖွင့်ကြည့်တော့ဒီမှာ monitor မှာလည်းသူကရုပ်မလာဘူးရုပ်မလာဘူးပေါ့နော်ရုပ်မလာဘူးဆိုရင်ရုပ်မလာသေးတဲ့အပိုင်းကသူက2မျိုးရှိတယ်ပေါ့နော်2မျိုးတော့မကဘူးပေါ့တကယ်တော့ဟိုစစ်ရမယ့်အပိုင်းတွေကတော့အများကြီးရှိတယ်အဲ့တော့ကျွန်တော်တို့ကဘယ်အပိုင်းကိုသွားစစ်မလဲဆိုရင်ဒီကောင်ဆိုရင်ဟို power ချက်လောက်ချတယ် power clock ဖြုတ်မယ်ပြီးရင် VGA ကျိုးကတော့ဖြုတ်ချင်လဲဖြုတ်ထားချင်လဲထားပေါ့နော် VGA ကျိုးဆိုတာဒီရုပ်ကိုထွက်စေတဲ့ဒီကောင်ကိုပြောတာပေါ့အဲ့တော့ကျွန်တော်ရုပ်မလာဘူးဆိုရင်ကိုယ် system ဘုံကို service sign ဆိုင်အောင်မပြခင်မှာ system ဘုံရဲ့ဘေးချမ်းအောင်ဖွင့်ချလိုက်ပြီးရင်ဒီထဲမှာ RAM ဆိုတဲ့ကောင်ပါတယ်အဲ့ RAM ဆိုတဲ့ကောင်ကတဘုံနဲ့တဘုံမတူပေမဲ့နှစ်ဖားလေးတော့ပါဒီနှစ်ဖားလေးတဲ့အောက်ကိုဖိဒီနှစ်ဖားလေးတဲ့အောက်ကိုဖိပြီးရင်ဒီကောင်ဆွဲထုတ်လိုက်တက်ပဲဆွဲထုတ်နော်အောက်မှာကလစ်လေးကျိုးသွားအဲ့တော့ဒီကောင်လေးတွေကိုကျွန်တော်ကခဲပြက်နဲ့တိုက်မယ်ပေါ့နော်လောလောဆယ်ကျွန်တော်ကတော့ခဲပြက်နဲ့မတိုက်တော့ဘူးခုနကတော့တစ်ချိန်တိုက်ထားပြီးပြီပေါ့ဒီကောင်လေးကိုခဲပြက်နဲ့တိုက်လက်တိုက်ပြီးတော့အဝတ်တန်တန်လေးနဲ့ပေါ့ဒီကြီးပြားလေးတွေတုပ်ပြီးဒီကြီးပြားလေးတွေကဖုံနေကြီးတွေတက်လို့ရှိရင်လည်းဒီကောင်ကဒီတက်မသိဘူးပေါ့လေနော်နည်းနည်းဘိုးတွေမပြေဘူးပေါ့အဲ့ဒါကြောင့်မလို့ရုံမလာတဲ့အပိုင်းတွေဖြစ်တယ်ပြန်တက်မယ်ဆိုရင်ဟိုဘက်ဒီဘက်ကိုအရင်ဆုံးတဲပြီးရင်ကျွန်တော်တို့ကဖိချလိုက်ဖိချရင်ဒီကလစ်လေးကလည်းအပေါ်ကန်ပြီးတော့ပြန်တက်လာလိမ့်မယ်ပေါ့နော်ပြီးရင်ဒီ socket ကလေးမှာအောက်မှာအကွဲကြောင်း line လေးပါတယ်အဲ့ line လေးတဲ့ကိုတခြားတဲ့ပေါ့ဟိုဘက်ဒီဘက်မှားရင်လည်းသူကတက်လို့မရဘူးလေနော်ထိုးလိုက်ရင်အောက်ကဘုတ်က6လောက်ကကျိုးသွားလိမ့်မယ်ပေါ့အဲ့တော့ဒီကောင်လေးကိုလည်းကျွန်တော်ကထိုးပြီးတော့တခြားဟိုဘက်ဒီဘက်တဲပြီးရင်ဖိပြီးတော့ချပြီးရင် power ဖွင့်ကြည့်တကယ်လို့ power ဖွင့်လို့မှရုပ်ကမလာသေးရင်ကျွန်တော်တို့ကဒီ CMOS battery ပေါ့ CMOS battery ဆိုတာအထဲမှာနာရီတစ်ခဲလိုမျိုးလေးရှိတယ်အဲ့ CMOS battery လေးကိုကျွန်တော်ကဖြုတ်လိုက်ပြီးတော့ဒီ CMOS battery လေးကိုဖြုတ်လိုက်ပေါ့ဒီကောင်ကဒီနားမှာကလစ်ကလေးရှိတယ်အဲ့ကလစ်ကလေးကိုကျွန်တော်လက်သေးလေးနဲ့ဖြစ်တစ်ခုနဲ့ပြလန့်ထိုးလိုက်ရင် CMOS battery လေးပြုတ်သွား CMOS battery လေးဖြုတ်ပြီးတာဖြုတ်ထားလို့ရှိရင်ကျွန်တော်က10မိနစ်2မိနစ်အဲ့ပတ်ဝန်းကျင်လေးပေါ့နော်အဲ့ဝန်းကျင်လေးကျွန်တော်ကဖြုတ်ထားပေါ့ဖြုတ်ထားပြီးလို့ရှိရင်ကျွန်တော်ပြန်တက်မယ်ပြောချင်တာကတော့သူ့ရဲ့ boring နဲ့ current ကိုခဏလောက် reset လုပ်ပေးတဲ့သဘောပေါ့တကယ်ဆိုရင်တော့သူ့ရဲ့ငုတ်လေးလည်းပါတယ် CMOS reset ဆိုပြီးဒီမှာငုတ်ကလေးပါတယ်အဲ့ငုတ်လေးနှစ်ခုကျွန်တော်ကသွားပြီး short တိုက်ပေးရင်လည်းဒါ CMOS reset ချတဲ့နီးလေးလို့လည်းပြောလို့ရတယ်ပေါ့နော်โอเคတကယ်လို့ system ဘုံကဖွင့်လိုက်လို့ဘာ power မှမလာဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ power supply ကြိုးအကြီးရှိတယ်ဒီကြိုးကြီးမှာဒီဘက်မှာကလစ်ကလေးရှိတယ်ပေါ့ဒီကလစ်ကလေးကိုကျွန်တော်ကညှစ်လိုက်ပေါ့ဟိုဘက်ဒီဘက်ညှစ်လိုက်လက်မနဲ့လက်ညှိုးနဲ့ညှစ်ပြီးတော့နောက်ကိုဆွဲပြီးတော့တခုခုကင်ထားအောင်နော်ပုတ်ကလေးကိုတော့ထိန်းထားဖြုတ်လိုက်ပြီဆိုရင်ကြိုးလေးဒီကြိုးအကြီးထွက်လာနိုင်မှာ system ဘုံတိုင်းမှာပါတယ်အဲ့တော့ဒီ power supply ပေါ့ဘာမှဖွင့်ကြည့်လိုက်လို့ဘာရုပ်မှမလာဘူးရုပ်မလာမို့ဘာမီးမှမလာဘူးဆိုလို့ရှိရင်ကျွန်တော် power supply ကိုစစ်ကြည့်ရservice sign ဒီမှာတော့ကျွန်တော် power supply tester တွေနဲ့စစ်ကြတယ်ပေါ့နော်ဘိုးတွေအပြင်ဘလောက်ပေါ့ဒါပေမဲ့ကိုယ့်အိမ်မှာကိုရုံးမှာကိုစစ်ချင်တယ်ဆိုရင်ကျွန်တော်က power supply ကိုအလွယ်စစ်လို့ရတယ်နီးလေးရှိတယ်ဒီကောင်းမကောင်းပေါ့နော်အဲ့တော့ကောင်းမကောင်းဘယ်လိုစစ်မလဲဆိုဒီမှာအစိမ်းကြိုးလေးရယ်အနက်ကြိုးလေးရယ်ဗျအဲ့နှစ်ချောင်းရှိတယ်အနက်ကျိုးကတော့ကြိုက်တဲ့ကျိုးမဆိုရတယ်เนาะဒါပေမဲ့အစိမ်းကျိုးပေါ့ဒီအစိမ်းကျိုးလေးကိုကျွန်တော်တို့ကပင်လေးတစ်ခုခုပေါ့ဖိုင်ညက်တဲ့ကလေးပင်လေးကိုတန်စာလေးထုတ်လိုက်ပေါ့ပြီးရင်အစိမ်းကျိုးလေးထောင်းမယ်ဒီအစိမ်းကျိုးလေးထဲကိုကျွန်တော်ကထည့်လိုက်မယ်ပေါ့ပြီးရင်နောက်တစ်ချောင်းကအနက်ကျိုးလေးကိုကျွန်တော်ကထည့်မယ်အနက်ကျိုးလေးကိုထည့်မယ်ထည့်ပြီးတော့ကျွန်တော် power ဖွင့်ကြည့်မယ်ပေါ့เนาะကျွန်တော် power ဖွင့်လိုက်မယ် power ထိုးလိုက်မယ် power ထိုးလိုက်လို့ဒီကောင်လေးကလဲတယ်ပေါ့เนาะsupply ကဒီပန်ကာလေးကလဲတယ်ဆိုလို့ရှိရင်ဒီ power supply ကလဲတဲ့နှုံးကလည်းfan လေးကနည်းနည်းတွတ်ကလေးလဲတယ်ပေါ့အဲ့ဒါဆိုရင် power supply ကောင်းတယ်ဗျဒါ power supply ကောင်းတဲ့အပိုင်းလို့ကျွန်တော်ကသတ်မှတ်လို့ရတယ်အဲ့ဒါဆိုလို့ရှိရင်ရုပ်လဲလာရမယ်အဲ့ဒါမှမကောင်းရင်တော့ခုနကကျွန်တော်တို့မာသာဘုတ်ကိုဆေးရမယ်အစ်စ်နေတော့ရှိတာပေါ့နော်အခုကျွန်တော်အဓိကကတော့အခုလက်ရှိကျွန်တော်လှုပ်ထားကတော့ RAM ကိုဆေးလိုက်တယ် RAM ကိုတိုက်လိုက်တယ်ပေါ့သူဖုန်းကသူ့ရဲ့ဥစ္စာကဒီ system ဘုံကတားညစ်ပတ်နေတာပေါ့နော်တားညစ်ပတ်နေတာပေါ့တားညစ်ပတ်နေတော့ဒါညစ်ပတ်တယ်ကျွန်တော်ဆေးဆက်ပြီးတော့အခုကျွန်တော်စမ်းဖို့လုပ်ထားပါတော့โอเคဟုတ်ပါပြီကျွန်တော်အခုပြန်စမ်းကြည့်မယ်နော်ပို့လိုက်ပြီ power supply နေတယ် power supply ကလည်း okay တယ်ပုတ်ကိုလည်း power သွားတယ်လို့ကျွန်တော်ယုံကြည်တယ်ပေါ့နော်ဒီမှာဒါဆိုကျွန်တော်ရုပ်တက်လာပြီဗျရုပ်တက်လာပြီဒါပေမဲ့သူက error ရှိနေတယ်ဒီမှာ CPU fan error တဲ့CPU fan error ဒီကောင်က CPU fan ကဒီမှာမလဲဘူးပေါ့နော်
ဖုန်နဲ့ကတ်နေတာလားညက်နေတာဖုန်ကြီးတွေပဲညက်နေပြီလဲနေလားမသိဘူးတကယ်လို့ဒီကောင်ကျွန်တော်ဖြုတ်ပြီးတော့ဒီ fan ကိုစေးကြည့်မှာပေါ့လေနော်ဒီ electric spray နဲ့ပဲဖြစ်သို့မဟုတ်ရင်ဒီကောင်ကိုလဲတော့လဲခြင်းတယ်ဗျဒီကောင်ကို global နဲ့ဖြစ်ကျွန်တော်ဆွဲမှုတ်လိုက်နော် CPU fan error ဆိုရင်ဒီ CPU ကတားပူလာမှာပေါ့တားပူလာတယ်ဆိုလို့ရှိရင်မလဲတော့လဲခြင်းတယ်ဖြစ်လာကြီးကတ်နေရမယ်ဖြစ်တယ်ဒါပေမဲ့ coin လဲတစ်ခါလေးပြတ်တတ်တယ်ပေါ့နော် Okay ထားပါဒါတော့နောက်တစ်ပိုင်းပေါ့နော်CPU fan ဆေးဖို့ကြံသေးတယ်ရုပ်လဲတက်သွားပြီဆိုတော့ဒီကောင်ကြီးဘာမှဖြစ်တာမဟုတ်ဘူး RAM ကြီးတက်တာဖြစ်တယ်ပြီးရင်CMOS reset လေးတော့လိုအပ်မရလုပ်ပေးလိုက်တယ်တော့ဒါပါပဲဖေးထူးတော့မရှိဘူးဒါဆိုတော့ရုပ်ပြန်လာနေတယ်ပေါ့နော်ဘယ်လောက်ဆိုလို့ရှိရင်ပုံတွေဖွင့်လို့မရဘူးပုံဖွင့်ရင်မီးလေးတော့လာတယ်ရုပ်တက်မလာဘူးဆိုတော့အပိုင်းလေးမှာကိုယ့်ဘာနဲ့ကိုတော့အရင်ဆုံးစမ်းသပ်ကြည့်လို့ရမယ်လို့တော့အဆင်ပြေတယ်နော်ကျွန်တော် CMOS battery ရဲ့ session လေးအကြောင်းကျွန်တော်နည်းနည်းလေးပြောပြဘာလို့ CMOS ကိုဖြုတ်ရလဲဆိုတဲ့ session ပေါ့နော် Okay CMOS ကိုဘာလို့ဖြုတ်ရလဲဆိုတဲ့ session မှာကokay ဒီမှာပေါ့ကျွန်တော်က CMOS က3 volt ထုတ်ပေးရမှာ PCH ကိုကျွန်တော်တို့က3 volt ရအောင်ထုတ်ပေးတဲ့ကောင်ဒီမှာ CMOS battery လေးပေါ့ဒီ CMOS battery လေးပေါ့ခုနကပြောတဲ့ကောင်အဲ့ကောင်ဒီfast board အနေနဲ့3 volt ကဒီ PCH ထဲကိုကျွန်တော်ကဘိုးရောက်ပေးတာပေါ့တကယ်လို့ဒီကောင်က error တစ်ခုခုဖြစ်နေရဆိုရင် secondary board အနေနဲ့ကြတော့3 volt 5 volt IC ကနေကျွန်တော် CMOS PCH ထဲကိုလာပြီးတော့ပို့ပေးတယ်ဒါပေမဲ့တစ်ခါတလေဒီနှစ်ခုက conflict ဖြစ်နေတယ်ဆိုလို့ရှိရင် board ကမသွားဘူးဗျဒါကတော့ကျွန်တော်မာသာဖို့ပြင်တဲ့အချိန်မှာ20 channel တွေတော့ရှိတာပေါ့နော်ဒါပေမဲ့အကြမ်းမြင့်ကျွန်တော်ပြောပြချင်တာဒီကောင်လေးကိုကျွန်တော်ကခွာလိုက်ပြီဆိုရင် restart လုပ်ပြီးတဲ့သဘောပေါ့ဒီကနေပြီးတော့ current ဖြတ်ပြီးတော့ secondary current မောင်းပြီးတဲ့အတွက်ရုပ်ကပြန်လာပြီးတဲ့သဘောဒါဆိုတော့ဒါလေးက CMOS battery ခွာတဲ့အကြောင်းရင်းကဘာကြောင့်တချို့ set တွေဆိုရင်လည်းတချို့တွေဆိုလည်းကြုံမှုကြမှာ battery လေးပဲ CMOS battery လေးပဲခွာလိုက်တယ်ပြီးရင်ပြန်တက်လို့ရှိရင်ပြန်တက်တယ်ဆိုလို့ရှိရင်ဟာဖြစ်ကြပါတော့အစင်ပြေသွားတယ်ဆိုတဲ့ session ကဒီ session အကြောင်းပေါ့နော်ဟုတ်ကဲ့အကုန်လုံးနားလည်မယ်လို့ထင်ပါတယ်ကျေးဇူးတင်ပါတယ်နော်